ဂျပန် TikTok အကောင့်ကနေပြီးတော့ဒီလကျွန်တော်ပတ်စံဘယ်လောက်ရလဲဆိုတာဒီဗီဒီယိုမှာကျွန်တော်ပြောပြမယ်အခုလိုပြောပြရတာကကျွန်တော်ကြွားကျင်လို့လာပြီးပြောတာမဟုတ်ပါဘူးကျွန်တော်လိုမျိုးစူးစမ်းကျင်တဲ့လူတွေဖုန်းတစ်လုံးပဲရှိုံနဲ့ဂျပန် TikTok အကောင့်ကနေပြီးတော့ပတ်စံချလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြခြင်းလို့မသိသေးတဲ့လူတွေမလောက်ရသေးတဲ့လူတွေရှိရင်ဒီဗီဒီယိုကိုကြည့်ပြီးတော့အင်အားဖြစ်စေဖို့လှုပ်ရှင်တဲ့စိတ်တွေဖြစ်စေဖို့ကျွန်တော်လိုမျိုးဘာမှမသိတဲ့အရှင်တွေကနေပြီးတော့အခုလိုမျိုးပတ်စံရလာတဲ့အနေထားတွေရောက်လာအောင်လို့ကျွန်တော်ကအပိစကားလာပြောခြင်းဖြစ်ပါတယ်ဒီလတော့ကျွန်တော်ဒေါ်လာ190ကျော်ရထားပါပြီဒါလမကုန်သေးဘူးเนาะလကုန်တဲ့အထိဆိုရင်250ဝန်းကျင်လောက်ရမယ်ဗျအထိုင်းဘတ်နဲ့ဆိုရင်ထားပါ3000 6000 9000ပဲထားဒါဆိုမြန်မာငွေ10သိန်းရနေပြီဗျာကျွန်တော်ဆိုရင်အလုပ်ရှိတယ်ဝန်ထမ်းအလုပ်ရှိတယ်အလုပ်သွားတယ်အလုပ်အားလို့ရှိရင်ဗီဒီယိုလေးရှာလုပ်တယ်ပြီးရင် TikTok ပေါ်တင်တယ်အိမ်ပြန်လာရင်လုပ်တယ် TikTok ပေါ်တင်တယ်တနေ့ကိုကျွန်တော်3ပို့လောက်တော့ပုံမှန်တင်တယ်အဲ့ဒီအရှင်တွေကနေပြီးတော့ကျွန်တော်အခုဆိုရင်တစ်လကို10သိန်းဝန်းကျင်ပတ်စံချနိုင်နေပြီပဲဖြစ်ပါတယ်အခုကြည့်နေတဲ့လူတွေထဲမှာကျွန်တော်လိုမျိုးပဲ TikTok ကနေပြီးတော့ပတ်စံချခြင်းတဲ့လူတွေရှိလားရှိတယ်ဆိုရင်ကျွန်တော်ဗီဒီယိုရဲ့ comment အောက်မှာရေးခဲ့ဘယ်ကနေပြီးတော့စမှမသိဘူးဘလို့တင်ရမှမသိဘူးဆိုတဲ့လူတွေလည်းဒီကိုယ့်ရဲ့ comment အောက်မှာရေးခဲ့ကျွန်တော်အစအဆုံးရှင်းပြပေးမယ်ကျွန်တော်ကိုယ်တိုင်ကဘာမှမသိဘူးဒီအစဗီဒီယို edit ထားလည်းမသိဘူးဂျပန် monetization ကနေပြီးတော့ပတ်စံချလို့ရတယ်ဆိုတာလည်းမသိဘူး Facebook monetization ကနေပြီးတော့ပတ်စံချလို့ရတယ်ဆိုတာလည်းကျွန်တော်မသိဘူးအဲ့လိုအရှင်တွေကနေပြီးတော့ကျွန်တော်ဟိုဆရာတွေပြောပြတာကိုနားထောင်ဒီလူပြောပြတာကိုနားထောင် YouTube ကြည့်အဲ့လိုအရှင်တွေကနေပြီးတော့ကျွန်တော်အခုလိုမျိုးပတ်စံချနိုင်တဲ့အရှင်တွေဖြစ်လာခဲ့တယ်ပေါ့ဗျာကျွန်တော်ကအခုလိုဘာလို့ပြောပြတာလဲဆိုတော့ကျွန်တော်ရတယ်လို့မျိုးခမားတို့လည်းရသိခြင်းတယ်ကျွန်တော်လိုမျိုးပဲခမားတို့လည်းရသိခြင်းတယ်အဲ့ဒီစိတ်နဲ့ကျွန်တော်လာပြီးပြောပြရခြင်းဖြစ်တယ်လှုပ်ရှင်တဲ့ဆန္ဒရှိတယ်ဆိုရင်ဂျပန် TikTok အကောင့်ကိုဖွင့်လိုက်ပါဂျပန် TikTok အကောင့်မဖွင့်တတ်ဘူးဆိုတဲ့သူတွေလည်းဒီဗီဒီယိုရဲ့ comment အောက်မှာရေးခဲ့ကျွန်တော်ဂျပန် TikTok အကောင့်ဖွင့်နည်းကိုကျွန်တော်ပြောပြမယ်နောက်ပြီးတော့ဂျပန် TikTok အကောင့်ချိပြီးတော့ view မရဘူးဆိုတဲ့သူတွေ monetization မအောင်သေးဘူးဆိုတဲ့သူတွေလည်းဒီဗီဒီယိုရဲ့ comment အောက်မှာရေးခဲ့ခင်ဗျားတို့သိကျင်တဲ့အကြောင်းအရာအကုန်လုံးကိုကျွန်တော် reply ပြန်ပေးမယ် reply မပြန်ရင်တော့မှဗီဒီယိုတစ်ပုတ်ထဲမှာအားလုံးစုပြီးတော့ကျွန်တော်ပြန်ပြီးတော့လုပ်ပေးမယ်နောက်ပြီးတော့ဘလို့ဗီဒီယိုမျိုးစားတွေတင်ရမလဲရုပ်လည်းမပြချင်ဘူးအတန်လည်းစကားပြောရမှလည်းချက်တယ်ဆိုတဲ့သူတွေလည်းကျွန်တော်ဂျပန် TikTok အကောင့်မှာရုပ်မပြစကားမပြောဘဲနဲ့တင်လို့ရတဲ့ content တွေအများကြီးရှိတယ်အဲ့ဒီအကြောင်းကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ပြောပြပေးမယ်ကျွန်တော်သိတဲ့အကြောင်းအရာတွေအကုန်လုံးကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အကြောင်းအရာတွေအကုန်လုံးကိုခင်ဗျားတို့ကိုအလကားပြောပြပေးမယ်ကျွန်တော်ကိုယ်တိုင်ဒီ monetization လမ်းကြောင်းမှာဘလို့အခက်အခဲတွေကြုံတွေ့ခဲ့ရတယ် content creator တယောက်ဖြစ်ဖို့အတွက်ဘလို့တွေကြော်ဖြတ်ခဲ့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တခုမကြမ်းစေတနာထားပြီးတော့အားလုံးကိုကျွန်တော်ပြောပြမယ်မသိတဲ့သူတွေလည်းကျွန်တော်ဗီဒီယိုကိုကြည့်ပြီးတော့နားလည်သွားအောင်ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့အကျိုးတစ်ခုခုဖြစ်သွားအောင်လို့ကျွန်တော်ကတတ်သမျှတီးသမျှအရာအားလုံးကိုတခုမကြမ်းအကုန်လုံးပြောပြပေးသွားမယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်တီးသမျှတတ်သမျှအကြောင်းအရာတွေအကုန်လုံးကိုခင်ဗျားတို့ကိုအလကားချပြသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ account လေးကို like and follow လုပ်ပေးသွားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်